ဘာတွေပိုနေတာလဲမင်းဘာတွေရှောက်ရှာရှိနေတာလဲအခုကြတော့ဂတိမတီချင်တော့ဘူးပေါ်လေလူတွေလာကြဆန်းသူ့ကိုဖမ်းချုပ်ထားလိုက်မင်းတို့ဘာလုပ်ကြမလို့လဲငါ့ကိုလွတ်ကြဆန်းငါပြောလိုက်မယ်ဒီနေ့ငါ့ကိုထိရဲရင်ငါအဖေကမင်းတို့ကိုလုံးဝအလုပ်ပေးမှာမဟုတ်ဘူးမင်းအဖေကိုယ်တိုင်လာရင်တော့ဒီနေရာမှာဒူးထောက်ပြီးသူ့ရဲ့အလိုလိုက်ထားတဲ့မွေးစားသားကိုစုံမရကောင်းမှမသိလို့နောင်တရတယ်ဆိုပြီးအပြစ်ဝင်ခံရလိမ့်မယ်တာစောစောကသူ့သားကိုရိုက်ခဲ့တာမလားအခုအားလုံးကိုတခါတည်းပြန်ရိုက်လိုက်ဆန်းရှောင်းချမ်းမင်းဒီနေ့ငါ့ကိုတစ်ချက်လောက်ထိရဲရင်မင်းလုံးဝနောင်တရစေရမယ်မင်းကိုရိုက်ရလို့ငါလုံးဝနောင်တမရဘူးဒါမင်းကိုယ်တိုင်ရှာတဲ့အပြစ်မို့ငါရိုက်တာအားလုံးလက်ရကြဆန်းအဖေနောက်ဆုံးတော့ရောက်လာပြီပဲဒီကောင်တွေပဲစောစောကသူတို့ငါ့ကိုရိုက်မလို့လုံနေကြတာအဖေသူတို့ကိုလုံးဝအလုပ်မပေးနဲ့နော်ဘာလဲငါသားကိုတောင်ရိုက်ရဲတယ်ဟုတ်လားမင်းတို့တွေအသက်ရှင်ရတာညီးငွေ့နေကြပြီထင်တယ်သူ့ဘက်ကအရင်လောင်းကြီးထက်ခဲ့တာလေသူရှုံးရင်ရှုံးတဲ့အတိုင်းခံရမှာပေါ့မင်းရှောက်ဝင်မနေနဲ့ငါဘယ်တော့မှမင်းကိုရှုံးလို့လဲဒီကလူတွေအကုန်လုံးမြင်လိုက်ကြတာပဲအန်တီရဲ့လက်ဖွဲ့ငွေကမင်းထက်ပိုများတယ်လေအေးဟုတ်တယ်ငါတို့အားလုံးမြင်လိုက်ရတယ်ဟုတ်တယ်ငါတို့လည်းမြင်တယ်အားလုံးပါဇက်ပိတ်ထားဆန်းမင်းတို့တယောက်ချင်းစီကဘာတွေရှောက်អော်နေကြတာလဲအသက်မရှင်ကျင်ကြတော့ဘူးလားကြောက်ဟောက်ရန်ငါရှိမှဂတိဖြတ်လို့ရတဲ့သူဘယ်သူမှမရှိဘူးမင်းလည်းချွင်းချက်မဟုတ်ဘူးလေကြီးလိုက်တာတကယ်အကြောင်းဆုံးကိုမသိတဲ့လူဆိုရင်တော့မင်းရဲ့ဒီမိမပြောတာကိုတကယ်ထင်ကြီးသွားမိမှာပဲမင်းကိုပြန်ကြည့်ပါဦးဘာတွေဝတ်ဆင်ထားလဲဆိုတာလက်မှာလဲကလေးစီနာရီအစိုးကြီးနဲ့မင်းရဲ့ဒီနာရီတန်ဖိုးကရွှန်30တောင်တန်းပါမလားကလေးစီနာရီဟုတ်လားငါပြောတာပဲရှောင်းချန်လိုအောက်ခြေလူလန်းစားဆင်းရဲသားကချမ်းသာတဲ့သူတွေနဲ့ဘယ်လိုလုပ်တိမှလဲလို့အခုတော့အမှန်ပေါ်သွားပြီမလားအဲ့ဒီနာရီကိုငါတနေရာမှာမြင်ဘူးတလို့ပဲတိတ်ရင်းနှီးနေတယ်ကလေးစီနာရီကြီးပတ်ထားပြီးတော့တောက်ငါမှတော့မင်းရဲ့လက်ကွက်ထဲမိတော့မလို့ဒါဆိုမင်းစောစောကပေးတဲ့လက်ဆောင်တွေအကုန်လုံးကအတုတွေပေါ့လေအတုတွေဖြစ်ရမယ်မဟုတ်ရင် तू ဘာလို့အသေးအတန်ပြန်တိတ်သွားမလဲအမှန်ပေါ်မှာကြောက်လို့နေမှာပေါ့တထေးကြီးလိုဟန်ဆောင်ခြင်းရင်လဲလူတော်တိုးမဲ့နာရီမျိုးပတ်ခဲ့ပါဦးရွှန်ဆယ်ကနန်းတန်နဲ့အမိုက်နာရီကိုစာရေးကရိယာဆိုင်ကဝယ်လာလားပတ်ထွက်လာတာလူကြားထဲမရှက်ဘူးလားမိမအိုကြီးမင်းတေတေချာချာကြည့်ထားလိုက်ဦးငါအဖေဝတ်ထားတာဘာနာရီလဲဆိုတာရွှန်8သိန်းကျော်တန် Rolex Rolex ကွာဒါမှချမ်းသာကြွယ်ဝမှုရဲ့ပြရုပ်မင်းလိုစင်ရသားမျိုးမှသာဒီလို plastic ကလေးစီနာရီကိုပတ်တာတကယ်ပဲအရှက်မရှိလိုက်တာဒီနာရီကငါအတွက်အဖို့တန်ဆုံးအရာပဲမင်းအဖေလက်ကရွှန်8သိန်းတန်နာရီတင်မကဘူးရွှန်8တန်80တန်ရင်တော့ငါမျက်လုံးထဲမှာဒီနာရီရဲ့အစအနလောက်တောင်မမီဘူးဒီလူနေတဲ့မိမကတော့တကယ်ကိုရှောက်ပြောနေတာပဲတန်ဖိုးနဲ့ကလေးစီနာရီတစ်လုံးကိုမင်းပါစက်ထဲချမှာအဖို့မဖြတ်နိုင်တဲ့ယတနာဖြစ်သွားရတယ်လို့ဟာဒီနာရီကငါသားရှစ်နှစ်သားလုံးကအလုပ်လုပ်ပြီးရတဲ့ပတ်စံနဲ့ငါ့ကိုငွေနဲ့လက်ဆောင်ပေးထားတာငါအနားမှာရှိနေခဲ့တာအနှစ်20ကျော်ပြီးဘလို့နာရီမျိုးကမှဒီနာရီနဲ့လာပြီးနှိုင်းရှင်လို့မရဘူးအော်ဒီလိုကိုအကြာကြီးရှောက်ပြောနေတာတကယ်တော့မင်းသားပေးတဲ့အမိုက်ပုံကပစ္စည်းပဲဥစ္စာဒါဆိုငါဒါကိုရိုက်ခွဲလိုက်ရင်မင်းနှလုံးသွေးပြတ်မတက်ခံစားရမှာပေါ့ဟုတ်လားမင်းရဲတောက်လုပ်ကြည့်လေငါကြောက်ဟောက်ရံမလုပ်ရဲတာဘာရှိလဲရွှန်ဆယ်ကနန်းတန်နဲ့အမိုက်နာရီလေးတစ်လုံးကြောင့်နဲ့မင်းဒီလောက်တောင်အသေးအတန်ဖြစ်နေရလားငါတတိပေးလိုက်မယ်မင်းသာဒီနာရီကိုပျက်စီးအောင်လုပ်ရဲရင်မင်းရဲ့အသက်နဲ့ပြန်ပေးဆက်ရမယ်မင်းမပြောလိုက်တယ်ငါနားမကြားမှာမဟုတ်ဘူးမလားငါအသက်နဲ့ပြန်ပေးဆက်ရမယ်ဟုတ်လားကောင်းပြီလေငါအဖေကဒီမှာတင်ရက်နေတာမင်းမအရေးချင်းရှိရင်ငါ့ကိုလာထိကြည့်စမ်းငါမင်းရဲ့နာရီကိုရိုက်ခွဲလိုက်ရင်တော့မင်းငါ့ကိုဘာလုပ်နိုင်မှာမလို့လဲဘယ်လိုလုပ်ရဲမှာမလို့လဲသွားပြီဒါကဥက္ကဋ္ဌကြီးရဲ့မထီရမကန်ရက်တဲ့အရာပဲမထီရမကန်ရက်တဲ့အရာဟုတ်လားဟုတ်တယ်အရင်တုန်းကဂုံတေးရှိတဲ့တထေးကြီးတယောက်ကဥက္ကဋ္ဌကြီးရဲ့နာရီကိုဟောင်းနှွမ်းပြီးရုပ်ဆိုးတဲ့ဆိုပြီးလောင်ပြောင်းခဲ့မှုတဲ့ရလက်ကတော့ဥက္ကဋ္ဌကြီးဒေါသအမျက်ချောင်းထွက်ပြီးမျက်နှာပြတ်သွားကအဲ့ဒီကုမ္ပဏီကိုအလုံးစုံဖြိုခွဲဖို့အမိန့်ပေးခဲ့တယ်နောက်ဆုံးတော့အဲ့ဒီကုမ္ပဏီကတညာလေးနဲ့ဒေဝါလီခံသွားရတယ်နာရီကဟောင်းပြီးရုပ်ဆိုးတယ်လို့ပြောမိုံလေးနဲ့စီးပွားရေးကိုတောင်ဂရုမစိုက်တော့ဘူးပေါ့စီးပွားရေးဟုတ်လားဥက္ကဋ္ဌကြီးအတွက်တော့ဘယ်စီးပွားရေးမှဒီနာရီတစ်လုံးကိုမမီဘူးဒီကြောက်ဟောက်ရန်ဆိုတဲ့ကောင်ကတော့တကယ်ပဲတေရင်းရှာနေတာပဲနာရီကိုလူယုံတင်မကဘူးရိုက်ခွဲပြစ်မယ်လို့ပါကြုံကနေသေးတယ်သူတကယ်ပဲအသက်ရှင်ရတာညီးငွေနေပြီထင်တယ်နာရီအစုပ်တစ်လုံးပဲဥစ္စာငါသားကရိုက်ခွဲခြင်းနဲ့ဆိုတာမင်းအတွက်ဂုဏ်ယူစရာပဲဈေးနှုန်းသာပြောလိုက်ငါဝယ်မယ်မင်းဝယ်လို့မနိုင်ဘူးဒီနာရီကမင်းတို့ကြောက်မိသားစုတစုလုံးရဲ့အသက်ထက်ပိုပြီးအဖိုးတန်တယ်ဘာလဲဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲမင်းတို့ကောင်မကငါတို့ကြောက်မိသားစုကိုအထင်သေးရဲတယ်ဟုတ်လားငါနောက်ဆုံးတစ်ခေါက်ထပ်ပြောမယ်နာရီကိုငါစီပြန်ပေးမဟုတ်ရင်မင်းတို့ကြောက်မိသားစုတစ်ခုလုံးကိုငါမုံညံ့ချေဖြစ်မယ်ဟက်ရေးစရာပဲမိမအိုကြီးတေတေချာချာကြည့်ထားလိုက်ငါမင်းကိုဆက်ပြီးဟန်ဆောင်ခွင့်ပေးမလားလို့ချမ်းတောင်းမှန်ပါတယ်အန်တီတောင်းမှန်ပါတယ်အန်တီဘာမှမဖြစ်ဘူးမလားတော်ဆန်းမင်းတို့တွေအခုထိဒူးမထောက်ပဲငါ့ကိုအပြစ်လုပ်ဖို့မတောင်းပန်ကြသေးဘူးလားမဟုတ်ရင်ဒီနေ့မင်းတို့ခြေထောက်နှစ်ဖက်လုံးကိုငါချိုးပစ်မယ်ကြောက်ဟောက်ရန်မင်းတေလူဖြစ်သွားပြီးမင်းတို့ကြောက်မိသားစုတစ်ခုလုံးကိုငါအမြင့်ပြတ်ဆုတ်ပြတ်တက်သွားစေရမယ်သွားဖုံးဆက်လိုက်စမ်း10မိနစ်အတွင်းသူတို့အားလုံးကိုဒီနေရာကိုအရောက်လာခိုင်းလိုက်ဟုတ်ကဲ့ပါငါနားကြမှားတာမဟုတ်ပါဘူးနော်မင်းတို့ဖုန်းတစ်ချက်ဆက်ရုံနဲ့ပြည်နယ်ခွဲကုမ္ပဏီရဲ့အကြီးအကဲကို10မိနစ်အတွင်းဒီနေရာကိုအရောက်လာခိုင်းနိုင်မယ်ဟုတ်လားမင်းကိုဘသူအောက်မိနေလဲလေကြီးမနေနဲ့ဦးမင်းလိုကောင်ကငါတို့နန်ချန်မြို့ပြခွဲကုမ္ပဏီရဲ့မန်နေဂျာကိုတောင်ဖိတ်နိုင်တဲ့အရေးချင်းမရှိဘဲနဲ့ပြည်နယ်ခွဲအဆင့်ကြီးကိုများတကယ်ပဲရေစရာကောင်းလိုက်တာမန်နေဂျာဝါရောက်ရှိလို့လာပါပြီဟာလေဖျားကြီးတကယ်ကြီးကုမ္ပဏီခွဲရဲ့အထွေထွေမန်နေဂျာကိုခေါ်လိုက်နိုင်တာပဲဒီမိမရဲ့နောက်ခံကတကယ်ကိုကြောက်စရာကောင်းလို့နဲ့ဟုတ်ပါရှင်ဒါဆိုလို့လင်းမိသားစုတော့တကယ်ပဲပျက်စီးတက်ဆိုင်တော့မှလားမသိဘူးဝန်တန်းလာပါခင်ဗျာလူကြီးမင်းကြွလာတာကိုကြိုဆိုဖို့နောက်ကျသွားတဲ့အတွက်ခွင့်လွှတ်ပါစက်ရုံမှာဒီလောက်ဝမ်းသာစရာကောင်းတဲ့ကိစ္စကြီးရှိနေတာကျွန်တော်လည်းဂုဏ်ပြုဖို့လာရတာပေါ့ဂုဏ်ပြုဖို့ဟုတ်လားကျွန်တော်ဒါဒီနေ့စစ်ဆက်ပွဲလုပ်တာကိုလည်းလူကြီးမင်းသိနေတာပဲအလုပ်တွေအများများနေတဲ့ကြားကအချိန်လူပြီးဒီကိုရောက်လာပေးလိမ့်မယ်လို့မထင်ထားမိဘူးခဏနေရင်တော့ကျွန်တော်လူကြီးမင်းကိုအရက်တစ်ခွက်နဲ့တိတိကျကျဂုဏ်ပြုပေးရစီဦးမယ်ဘာ
ဟုတ်ပါတယ်ဝန်တန်းကျွန်တော်ဒီယူနေငယ်ကိုရှင်းလင်းပြီးတာနဲ့ချက်ချင်းပဲဟိုတယ်မှာစပွဲပြင်လိုက်ပါမယ်အတူတူသွားတောက်ကြတာပေါ့ဝန်တန်းရဲ့အချိန်တွေကိုမဖြုံးတီးစေနဲ့ကြောက်ဟောက်ရန်မြန်မြန်လို့ဒီယူတွေကိုခြေထောက်ရိုက်ကျိုးပြီးအပြင်ကိုလွှင့်ပစ်လိုက်စမ်းကောင်းပြီဒါဝန်တန်းပဲဒီလောက်ကြီးကျယ်တဲ့အထွေထွေမန်နေဂျာကြီးကအစတိုလင်းမိသားစုဘက်ကမမမရက်တီပေးဖို့ရောက်လာတာပဲအမဒါဟာတကယ်ပဲတိုလင်းမိသားစုဘဝဆက်ဆက်ကပြုခဲ့တဲ့ကုသိုလ်ထူးပဲတိုလင်းမိသားစုအနေနဲ့ဝန်တန်းရဲ့ကျေးဇူးကိုဘယ်တော့မှမေ့လို့မဖြစ်ဘူးနော်အမနဲ့အကိုလည်းအဆင်ပြေပြေရှိကြပါဦးမင်းပြောတာမှန်တယ်ကြောက်တခင်လေးကျွန်တော်တို့တွေရှောင်းချန်ဆိုတဲ့ခွေးကောင်ရဲ့လှည့်စားမှုကိုခံရတော့မလို့မင်းစိတ်မပြောလိုက်နဲ့အုံတော်မဟုတ်ရင်ရှောင်းချန်ဆိုတဲ့အရှက်မရှိတဲ့ကောင်ကကျမနောက်ကိုတကောက်ကောက်လိုက်နောက်ရှက်နေဦးမှာစိတ်ချပါဒါဆိုရင်ရှောင်းချန်ရဲ့ခွေးချီတော့ကိုမင်းကိုယ်တိုင်ပဲရိုက်ကျိုးပစ်လိုက်ဒီမိန်းမအိုကြီးကိုတော့ငါလက်ထဲသာအထားလိုက်တော့ဒီနေ့တော့ကြောက်ဟောက်ရန်ဆိုတာဘလောက်အစွမ်းထက်လဲဆိုတာသူတို့ကိုသိစေရမယ်ဝန်တန်းလူကြီးမင်းဘာမှမဖြစ်ဘူးမလားမလောပါနဲ့ကျွန်တော်အခုချက်ချင်းရှင်းလိုက်ပါမယ်ရှောင်းချန်မင်းလိုအသုံးမကျတဲ့ကောင်ကငါ့ကိုမျှော်မှန်းဖို့လုံးဝမတန်ဘူးမင်းကတော့တကယ်ကိုတေတွင်းနဲ့ရောက်မှာပဲနောက်တရားမဲ့ကောင်ပဲငါရဲ့မင်္ဂလာကိစ္စကိုဖျက်ဆီးရတယ်ပေါ့လေမင်းရဲ့လက်ကျန်ဘဝတစ်လျှောက်လုံးဘယ်တော့မှမတက်မရက်နိုင်ပဲဝီးချဲပေါ်မှာပဲတေးမဲ့ရက်ထိုင်ဆောင်နေစေရမယ်ဟုတ်တယ်ပြီးတော့မင်းတို့မိမအိုကြီးမင်းကငါတို့ကြောက်မိသားစုကိုစန့်ကျင်ရဲတယ်ပေါ့လေဒီနေ့တော့မင်းကိုတေနေတဲ့ခွေးတစ်ကောင်လိုမြေပြင်ပေါ်မှာဝတ်ဆင်းပြီးငါ့ကိုအတနာခံစေရမယ်လူတွေလာကြဆန်းသူတို့ကိုဖမ်းထားလိုက်ဘသူလာတိရဲလဲကြည့်ကြသေးတာပေါ့အန်တီအရင်ပြေးနေပါဒီနေရာကိုကျွန်တော်လက်ထဲပဲအပ်ထားလိုက်ကျွန်တော်သူတို့ကိုတားထားပေးမယ်တားစိတ်မပူနဲ့ခွေးသေးတွေလိုမြေပြင်ပေါ်မှာဝတ်ဆင်းပြီးအတနာခံရမှာကဒီတိရစ္ဆာန်တစ်တိုက်ပဲဖြစ်ရမယ်တိရစ္ဆာန်ဟုတ်လားမင်းကတော့တကယ်ကိုမောက်မာလုံးနေပြီပဲအားလုံးတက်ကြဆန်းရက်လိုက်ဆန်းဝန်တန်းဘာဖြစ်လို့လဲခင်ဗျာဝန်တန်းလူကြီးမင်းကိုယ်တိုင်သူတို့ကိုစုံမချင်လို့လားဒီလိုကိစ္စအသေးမွားလေးကိုကျွန်တော်လက်ထဲပဲစိတ်ချလက်ချအထားလိုက်ပါခင်ဗျာဟုတ်ပါတယ်ဝန်တန်းဒီလိုကိစ္စတေးသေးလေးကိုကျွန်တော်သားလက်ထဲပဲအပြီးရှင်းခိုင်းလိုက်ပါလူကြီးမင်းကတော့ဘေးကနေပဲစောင့်ကြည့်နေပါသူတို့ကိုရှင်းပြီးတာနဲ့ကျွန်တော်တို့ချက်ချင်းပဲလူကြီးမင်းကိုကြိုဆိုတဲ့အနေနဲ့ဂုဏ်ပြုစပွဲစီသွားကြတာပေါ့မင်းတို့စကားကိုရှောက်မပြောနဲ့မင်းတို့ကြောက်မိသားစုတော့သွားပြီလင်းတခင်လေးဘာမှမဖြစ်ဘူးမလားမဟုတ်ဘူးလေဝန်တန်းလူကြီးမင်းဒါဘာလုပ်တာလဲခင်ဗျာမင်းမျက်လုံးတွေကန်းနေတာပဲမင်းရိုက်လိုက်တာဘာလို့လဲဆိုတာသိရလားဝန်တန်းသူကမိမအိုကြီးတယောက်ပဲဥစ္စာမိုင်ယူရဲဆန္ဒကြီးလားတေမင်းကိုမကြောက်တဲ့ကောင်မင်းကဘသူ့ကိုတွားထိရဲတာလဲမင်းတို့ကြောက်မိသားစုတော့ဒီနေ့အကုန်သေးပြီဒါမှတ်အလိုဝန်တန်းလူကြီးမင်းတခုခုမှားသွားတာမဟုတ်လားဒီမိမဝတ်ထားတာ10ကနန်းလောက်ပဲတန်တဲ့ကလေးစီနာရီလေးသူကဘာအဆင့်တန်းရှိမှမလို့လဲဒီနာရီကငါသားကငါမွေးနေ့အတွက်လက်ဆောင်ပေးထားတဲ့နာရီကွာမင်းတို့လိုတရိတ်ဆန်တတိုက်ကဒါကိုဖျက်ဆီးပြရဲတယ်ပေါ့လေဒါဆိုရင်တော့ငါကမင်းတို့ကြောက်မိသားစုတစုလုံးကိုမှုံညံ့ညက်ချေမုန်းပြစ်မယ်ဝမ်းကျက်နေဟန်သူတို့ကိုရှင်းပြလိုက်တော့ကြောက်လျက်မင်းမကောင်းမှုတွေအများကြီးလုပ်ခဲ့တယ်အခုချိန်ကစပြီးမင်းကိုရင်ချန်ဂရုကနေထာဝရထုတ်ပယ်လိုက်ပြီးတော့မင်းတို့ကြောက်မိသားစုဝင်အားလုံးကိုလည်းရင်ချန်ဂရုကနေလုံးဝပိတ်ဆို့အရေးယူလိုက်ပြီးရင်ချန်ဂရုနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့လုပ်ငန်းစုအားလုံးကလည်းမင်းတို့ကြောက်မိသားစုဝင်တွေနဲ့ဘယ်တော့မှလက်တွဲတော့မှာမဟုတ်ဘူးပိတ်ဆို့လိုက်ပြီးဟုတ်လားငါတို့ကြောက်မိသားစုတော့ပျက်စီးပါပြီအဖေဘာဖြစ်တာလဲဟင်အန်တီကျွန်တော်တို့လင်းမိသားစုကသူတို့နဲ့ဘာမှမပတ်သက်ပါဘူးအန်တီတို့အနေနဲ့ကျွန်တော်တို့လင်းမိသားစုကိုတော့အမြင့်ပြတ်အောင်မချေမုန်းပါနဲ့နော်မင်းတို့လင်းမိသားစုလည်းအတူတူပိတ်ဆို့အရေးယူခံရမှာပဲသွားပါပြီတို့လင်းမိသားစုလည်းသွားပါပြီအကုန်လုံးသွားပါပြီဒီတစ်ခါတော့တကယ်ကြီးသွားပါပြီကြောက်မိသားစုတောင်ပျက်စီးသွားပြီဆိုတော့တို့လင်းမိသားစုကဘာတက်နိုင်တော့မှလဲရင်ချန်ဂရုပြည်နယ်ခွဲကုမ္ပဏီရဲ့ကျန်းခိုင်ကျန်းတခင်လေးကစုချင်းငွေငါတန်းတဲ့အတူမစ္စလင်းရှောင်ရဲ့မူပိုင်ခွင့်စုရရှိခြင်းကိုဂုဏ်ပြုဖို့ရောက်ရှိလာပါပြီကျန်းတခင်လေးကြွရောက်လာပါပြီဟိုကကျန်းတခင်လေးမဟုတ်လားသူ့ဖေကရင်ချန်ဂရုပြည်နယ်ခွဲကုမ္ပဏီရဲ့အထွေထွေမန်နေဂျာကြီးလေဒီလိုအရှင်ဝါကြီးတဲ့လူကြီးမင်းကငါအမကိုကိုယ်တိုင်ကိုကြလာရောက်ဂုဏ်ပြုတယ်ဆိုတော့တကယ်ကိုမလွယ်ကူလားပါလားနောက်ထပ်အပိုင်းတွေအတွက် follow ထားခဲ့အောင်နော်